တချို့စော်တွေကလက်ဘက်ကွင်းတွေက even နဲ့တူတယ်ကွာတားကြီးလို့အပေါ်ရန်ကနေကျင်တော့ even ထဲမှာကိုတယောက်တည်းလို့ထင်ရပေမဲ့ဟဲ့အောင်နော်အတွင်းထဲဝင်ကြည့်တော့မှကိုတယောက်တည်းမကမှန်းတည်တာဘလူးပြန်နေရပဲနော်အေးတချို့စော်တွေလည်းအတိုင်းပဲအပေါ်ရန်ကျင်တော့သူတို့ရင်ထဲမှာကိုတယောက်တည်းလို့ထင်ရတယ်အေးဒါပေမဲ့သူတို့နှလုံးသားတဲ့အတွင်းကြကြစစ်သေးကြည့်လိုက်ဒီအခုစင်းတဲ့ even ကလူတွေထက်တော့ပိုများသေးတယ်အေးအဲ့ဒီချိန်မှာကိုကတခြားကောင်နေနဲ့ရင်မောင်တမ်းပြီးရှင်ရတော့မှာကွာဒီ event မှာစကင်ရှိစရာမလိုစကေးရှိတာနဲ့မင်းဒီ event တစ်ခုလုံးကိုမင်းသိမ်းနိုင်ပြီကွာမင်းပိုင်နေလို့ယူဆလို့ရတယ်အေးအပြင်ကဆော်တွေကတော့အဲ့လိုမဟုတ်ဘူးညီလေးမင်းအမ်းနိုင်မှာမင်းပတ်စံများများပေးနိုင်မှာပဲမင်းသိမ်းနိုင်ဘောပေါက်ပတ်ကြီးမှာတော့တစ်ခါတည်သွားတယ်ဘာမှဖြစ်ဘူးညီလေးနောက်တစ်ချိန်လေထင်းနဲ့ဆင်းပြီးပြန်ကြိုးစားပိုင်ဝင်ရှိသေးတယ်အပြင်ကဆော်တွေကတော့အဲ့လိုမဟုတ်ဘူးကွာမင်းပထမတစ်ချိန်မအမ်းနိုင်တာနဲ့မင်းမှာဒုတိယအခွင့်အရေးဆိုတော့ဘယ်တော့မှမရှိတော့အေးအဲ့ကြောင့်ငွေရအောင်ရှာငွေရှာနေတော့မှဖင်ရပြီးတော့ဆော်သွားမထားနဲ့နော်အေးစိတ်ဂိမ်းမဲ့ဆိုအဲ့ဒါစိတ်ချမ်းသာမင်းငွေရှိလာတဲ့တနေ့ကျရင်ဟောက်ခါပြလိုက်၄-၅၀ရောက်လာသဘောပေါက်